ခရမ်းကျင်သီးတွေကိုပြောင်းပြန်ဆိုင်တာကပိုပြီးဖြစ်ထွန်းစေတယ်ဆိုရင်ဘယ်လိုနေမလဲကြားရတာတော့ပြောင်းပြန်ကြည့်လို့ဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒါဟာခရမ်းကျင်သီးပြောင်းပြန်ဆိုင်ပြိုခြင်းရဲ့နောက်ွယ်ကစိတ်ကူးပဲဖြစ်ပါတယ်ခရမ်းကျင်သီးရဲ့အမြစ်တွေကိုအပေါ်မှာထားပြီးဆွဲလောင်းဆိုင်ပြိုတဲ့အခါကဘာမြေဆွဲအားကရေနဲ့အာဟာရဓာတ်တွေကိုအပင်အောက်ခြေထိစီးဆင်းသွားအောင်ကူညီပေးပါတယ်ညီဆွဲအားကိုစန့်ကျင်ပြီးရုန်းကန်ရမယ့်အစားအပင်ကအာဟာရဓာတ်တွေကိုအမြဲမပြတ်ရရှိနေတဲ့အတွက်အတီးထွက်နှုန်းကိုပိုမိုထိရောက်စေပါတယ်ဒါအပြင်အပင်ရဲ့စွမ်းအင်ကိုလည်းတက်တာစေပါတယ်အပင်ကလီးလံတဲ့ပင်စီတွေကိုထိန်းထားဖို့မလိုတော့တဲ့အတွက်ပိုကြီးပြီးပိုမိုအည်ရွှမ်းတဲ့ခရမ်းကျင်သီးတွေထွက်လာဖို့စွမ်းအင်ကိုပိုသုံးနိုင်သွားပါတယ်ခရမ်းကျင်ပင်တွေကတဘာဝအတိုင်းအလင်းရောင်ရှိတဲ့ဘက်ကိုအပေါ်ဆန့်တက်ပြီးကြီးထွားကြတာမို့ပြောင်းပြန်ဆိုင်ထားရင်အောင်အပေါ်ကိုပြန်ကွေးတက်သွားကြပါတယ်ဒါကအပင်ကြီးပြီးမှပြန့်နှံ့သွားတာကိုတားဆီးပြီးလေဝင်လေထွက်နဲ့အလင်းရောင်ရရှိမှုကိုပိုကောင်းစေသလိုပိုးမွှားအန္တရာယ်ကိုလည်းလျှော့ချပေးပါတယ်အိုးတွေကိုဆွဲလောင်းထားတာကအပင်တွေကိုမြေပြင်နဲ့လွတ်ကင်းစေလို့မြေကြီးကနေတဆင့်ယောဂပိုးမွှားတွေနဲ့ရေစင်တာတွေကိုတက်တာစီပြီးအပင်ကိုတန့်ရှင်းစေပါတယ်ခရမ်းကျင်သီးခူးရတာလည်းလွယ်ကူပါတယ်မှဲ့နေတဲ့အသီးတွေကိုအလွယ်တကူပဲဖြတ်ခူးလိုက်ရုံပါပဲဒီနီးလန်းကဝရဏသို့မဟုတ်ပန်းညံကွင်းကြီးချင်းလေးတွေလိုနေရာအနေငယ်ပဲရှိတဲ့နေရာမျိုးတွေမှာကောင်းကောင်းအလုပ်လုပ်ပြီးစတင်ဖို့အိုးတလုံးပဲလိုအပ်ပါတယ်ဒါပေမဲ့တတိထားရမှာကဒီလိုအိုးတွေကရေချောက်တာပုံမြင်တဲ့အတွက်အထူးသဖြင့်ရာသီဥတုပူတဲ့အချိန်မှာရေခဏခဏပို့လောင်းပေးဖို့လိုအပ်ပါတယ်ဒါကယူရစိုက်ပျိုးရေးနီးလန်းကိုအစားထိုးဖို့မဟုတ်ပါဘူးနေရာချွေကြပြီးထိရောက်ရှိတဲ့ယူရှိတဲ့အခြားရွေးချယ်စာနီးလန်းတစ်ခုသာဖြစ်ပါတယ်ဒီလိုပပူတူတာရစရာနားထောင်ဖို့ follow လုပ်ခဲ့အောင်နော်